တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2026ခုနှစ်ဇူလိုင်လ10ရက်ကနေ14ရက်နေ့အတွင်းဟာဘဝတိုးတက်တဲ့ကာလတစ်ခုဖြစ်တယ်။ရည်မှန်းချက်အောင်မြင်မယ်။အခက်အခဲအလုံးကိုဖြေရှင်းနိုင်မယ်။ပုံမှန်နဲ့ပို့ပြီးငွေဝင်မယ်။အလုံးမရှိသူလုပ်ရမယ်။လုပ်ငန်းရှိသူလုပ်ငန်းတိုးတက်မယ်။အလုပ်ရှာခြင်းအလုပ်လျှောက်ခြင်းအခက်အခဲဖြေရှင်းခြင်းတွေအတွက်ကောင်းတဲ့အနေအထားရှိတယ်။ပြမရဘူးထင်တဲ့ငွေကြေးတွေကိုပြန်လဲရအောင်ဖန်တီးနိုင်တယ်။ရက်တက်တဲ့အလုပ်တွေကိုပြန်လဲအောင်မြင်အောင်လဲဆောင်ရွက်နိုင်တဲ့အနေအထားကောင်းတွေကလွှမ်းမိုးနေတယ်။10ရက်နေ့မှာကိုလုံးသမျှရာရာဆင်ပြေခြင်းကောင်းခြင်းအလိုပြည့်စုံခြင်းနဲ့တိုးတက်ခြင်းတွေကိုရနိုင်တယ်။9ရက်နေ့မှာအကြီးကဲတွေဆရာသမားတွေရဲ့လမ်းညွှန်မှုနဲ့သွားရင်ကောင်းတယ်။ကိုထင်ရဆိုင်ရင်အမှားယွင်းကိုချုပ်တတ်တယ်။လမ်းရိုးလမ်းဟောင်းတိုင်းလုပ်တာကောင်းတယ်။လမ်းသစ်ထွင်ပြီးလုပ်ရင်အနောက်ရှက်ရှိတတ်တယ်။ရံများတတ်တယ်။10ရက်နေ့မှာပြဿနာဟောင်းတွေဖြေရှင်းနိုင်ခြင်းရက်တက်တဲ့လုပ်တွေကိုပြန်လည်စတင်ခြင်းနဲ့အရေးပါသောပြောင်းလဲတဲ့တိုးတက်ခြင်းတွေကိုရနိုင်တယ်။17ရက်နေ့မှာအခက်အခဲတွေကိုဖြေရှင်းနိုင်တယ်လိုလားနေတဲ့မျှတမှုတရားမျှတမှုရဲ့သဘာဝတွေကိုလည်းရယူနိုင်တယ်အခက်အခဲအလုံးကိုလည်းဖြေရှင်းပြီးတော့ဘဝတိုးတက်နိုင်တဲ့အနေအထားရှိတယ်။10ရက်နေ့မှာတော့ကြောင်ကပြန်နေဖြစ်တဲ့စီစဉ်တာတစ်မျိုးလက်တွေတစ်မျိုးကိုယ်မှအတိုက်ခံနေနဲ့ထိတ်တိုက်တွေ့ပြီးတော့စိတ်နှောက်ယှက်တွေအတိုက်ခံတွေကိုရင်ဆိုင်ဖြေရှင်းရတာတွေကြုံတတ်တယ်။ပြီးမှအဆင်ပြေသွားမယ်။13ရက်နေ့ကမထင်မှတ်ပဲကောင်းခြင်းကံတွေရှိတယ်။ရက်တက်တဲ့လုပ်တွေပြန်လဲစတင်နိုင်တဲ့ဘဝတိုးတက်မှုရဲ့နှစ်သာရထူးခြားစွာကောင်းတဲ့အနေအထားရှိတယ်။14ရက်နေ့မှာဥတီချက်ပြောင်းပြီးလှုပ်တာအကျိုးပေးတယ်။မိကောင်းဆွေကောင်းတွေကကိုယ့်ကိုထောက်ကူပေးတယ်။ရှင်ပန်းချက်တွေကိုလည်းစနစ်တကျလုပ်လို့အောင်မြင်နိုင်တဲ့အနေအထားတွေကိုကြာရောက်နိုင်မယ်။ဒီကာလတော်တွေမှာတနင်္လာနေ့ရင်ကနေဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေတောက်ကြနေ့မွေးသူများကြောင့်စိတ်နှောက်ယှက်ဖြစ်တတ်တယ်။နှစ်ခွန်ရှစ်ကနန်းတွေအကျိုးပေးတယ်။အနက်ရောင်အပြာရစ်ရောင်နက်ပြာရောင်တို့ကိုဝစ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်နိုင်တယ်ဒီကာလအတွင်းမှာငွေကြေးကိစ္စလုပ်ငန်းကိစ္စတွေနဲ့စီးပွားရေးရာတွေမှာအဆင်ပြေဖို့အတွက်အဖြူရောင်ပန်းသုံးဘွဲ့ဖန်ပန်းနဲ့ဖျားကတ်လူချင်းပြုပေးပါလိုရာဆန္ဒပြုပါဆူတောင်းဖြည့်ပါမယ်ကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2026ဇူလိုင်လ10ရက်နေ့ကနေ14ရက်နေ့တော်တွင်မှာမူလစီစဉ်တာတစ်မျိုးလက်တွေ့ဖြစ်တာတစ်မျိုးကြုံမယ်ဂတိပြတ်တဲ့သူတွေနဲ့လည်းတွေ့မယ်စီမံကိန်းချပြီးလုပ်တဲ့လုပ်တွေကစင်ကလေးအဖြစ်တတ်တဲ့စက်ပစ္စည်းလျှက်စစ်ပစ္စည်းတွေအပျက်စီးအပြောက်ရှာများမယ်အလောတကြီးဝယ်ယူခြင်းကြောင့်ရောင်းမဝယ်မတွေဖြစ်တတ်တယ်ပစ္စည်းတစ်ခုတန်ဖိုးတစ်ခုနဲ့ဝယ်လိုက်တယ်ဝယ်ပြီးမှအဲ့ပစ္စည်းကကိုယ့်လက်ထဲရောက်ပြီးနောက်နေ့တွေမှာအဲ့ပစ္စည်းကတန်ဖိုးကျသွားတယ်ငွေကြေးကိစ္စတွေမှာအလောတကြီးပေးလိုက်ဒါတွေကနေပြန်တောင်းရခက်တာတွေဂျုံတတ်တယ်ဒီကာလအတွင်းငွေကြေးမြောက်များမြုပ်နှံတာမလုပ်ရအောင်လုံးလက်စာတွေကိုတော့ရှေ့တိုးလုပ်လို့ရတယ်စက်ပစ္စည်းလျှက်စစ်ပစ္စည်းတွေကင်တွယ်တာသတိရှိမှမတော်တဆထိခိုက်မှုရှေ့ရနေမှာဖြစ်တတ်တယ်အသွားလာနေထိုင်ကြည့်ဆက်မယ်လူ၄ယောက်တူခီးသွားခြင်းကိုရှောင်ကျဉ်ရမယ်9ရက်နေ့မှာတော့ပေါ်ပေါက်လာတဲ့ခွင့်ရတွေကိုလက်တွေ့သုံးချပြီးတော့ကိုယ့်ရဲ့တိုးတက်မှုကိုဖန်တီးနိုင်တယ်10ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝဲပြန်လဲရအောင်တောင်းဆိုနိုင်တဲ့နေသားရှိတယ်ခရီးစီစဉ်အဆင်ပြေမယ်17ရက်နေ့ကတော့ကျန်တဲ့အောင်လုံးသမျှအဆင်ပြေနိုင်တယ်တနေ့တာအတွင်းမိမိလိုလားချက်တွေပြည့်ဝအောင်ဆောင်ရွက်နိုင်လိမ့်မယ်12ရက်နေ့မှာရက်တက်တဲ့လူတွေပြန်လဲစတင်နိုင်တယ်ငွေကုန်ကြေးကြများတဲ့ကစားလုံးသမျှတော့အဆင်ပြေမှာပဲ13ရက်နေ့မှာတော့ရန်တိုက်ခံနေတဲ့ဒေတိုက်တွေ့မယ်လေသူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးသွားမယ်14ရက်နေ့မှာတော့ခက်မရောင်နဲ့လွယ်သွားမယ်အတိုက်ခံနေတဲ့ထိတ်တိုက်တွေ့ပြီးလည်းအလုံးပြေလည်ပြီးဆင်ပြေသွားမယ့်အနေအထားလေးတွေကိုကြုံတွေ့ရမှာဖြစ်ပါတယ်တနင်္လာနေ့ကနေဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့တောက်ကြနေ့မွေးသူများကြောင့်လည်းစိတ်နှောက်ယှက်တွေရှိတတ်တယ်နှစ်ခွန်ကိုးကနန်းနေ့အကျိုးပေးပါတယ်အပြာရောင်နေရောင်ချက်သွေးရောင်တို့ကိုအကျိုးပေးရောင်နေဖြစ်သုံးဆွဲရမှာဖြစ်ပါတယ်စံစိတ်ကိုးစိတ်ကိုပလတ်စတစ်တစ်ခုထဲမှာထည့်ပိတ်ပြီးတော့အဲ့တော့ပက်ဆိုင်ထဲထည့်ပြီးစောင့်ထားလိုက်ပါတပတ်တာအတွင်းထူးခြားတဲ့အဆောင်ရောင်ဖြစ်လာပြီးတော့အောင်မြင်မှုတွေရရှိသွားပါမယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2026ခုနှစ်ဇူလိုင်လ10ရက်ကနေစပြီးတော့
14ရက်နေ့တော်တွင်မှာပြောင်းလဲတွေအများကြီးရှိမယ်ပေါ်ပေါက်လိုက်တဲ့ခွင့်ရည်တွေကိုအတွက်ကောင်းဖို့ဖြစ်လာတယ်ငွေကြေးကတော့ကုန်ကြများမယ်စုဆောင်းမှုစီစဉ်လိုက်တိုင်းငွေကုန်သွားတတ်တယ်မထင်မှတ်ပဲလဲငွေဝင်လာနိုင်မယ်လူမျိုးပဲလူမျိုးကြားကပြဆက်တဲ့သူတွေအကျိုးပေးတယ်နေရာပြောင်းရွှေ့ကိစ္စတွေအတွက်ကိုယ်တိုင်လဲဆောင်ရွက်ရမယ်လိုက်လံကူညီရခြင်းလဲခြုံနေမယ်နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ကိစ္စခြံကားနဲ့ပတ်သက်တဲ့ကိစ္စရောင်းဝယ်တွေမှာပါဝင်ပတ်သက်ပြီးအကြောင်းအရာငွေကြေးကမြင့်မားခြင်းလေးနဲ့အကျိုးရှိခြင်းတွေရှိလိမ့်မယ်အရာဝေးရကောင်းသောသတင်းစကားရရှိမယ်မှန်ချက်သစ်နဲ့ဘဝတိုးတက်မှုသစ်တွေကိုရှေ့ရက်နေ့မှာဆောင်ရွက်လို့အကျိုးပေးတဲ့အနေအထားရှိတယ်ကောင်းခြင်းကံကြမ္မာဘက်ကိုຫນွယ်မယ်9ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံစီးပွားကံထူးတိုးတက်ပြီးတော့လိုရှိရပြည့်စုံမယ်10ရက်နေ့မှာမှန်တာနဲ့လက်တွေနဲ့ခွန်ဟမယ်တပတ်သူဂတိပြလို့ကိုမှစိတ်နှောက်ရှက်ရှိမယ်17ရက်နေ့မှာပေါ်လာတဲ့ခွင့်ရည်တွေကိုလက်တွေသုံးချပြီးတိုးတက်မယ်အရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်တယ်12ရက်နေ့မှာရပိုင်ခွင့်ဟောင်းတွေပြန်လည်တောင်းဆိုနိုင်တယ်အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ချိုးပေးတယ်13ရက်နေ့မှာငွေကြေးကလုပ်ငန်းကဘဝကထူးခြားစွာတိုးတက်တယ်14ရက်နေ့မှာရှင်ပြန်လိုက်တဲ့ကိုယ့်ဘက်ကအောင်မြင်ခြင်းကြိုးပေးခြင်းတွေကိုထင်ရှားရရှိပါလိမ့်မယ်ကြာသပတေးနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေတပတ်တာအတွင်းကောင်းကျိုးပေးမယ်တနေ့ကနေ့တနေ့လာမွေးသူများကြောင့်စိတ်နှောက်ရှက်တဲ့တမျိုးတွေပြီးတမျိုးဖြစ်ပေါ်နိုင်တယ်နံပါတ်9နှစ်ကိုးကနန်းနေချိုးပေးပါတယ်အစိမ်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်ထင်ရှားတဲ့အောင်မြင်မှုကိုရနိုင်ပါတယ်အစိမ်းရောင်ဖဲချိုးကိုကိုယ်လက်မှအလျားဖြတ်အထုံးသုံးထုံးအမွှေးနာသာဖြတ်ပြီးလူလဲဆောင်လိုက်ပါလက်ပွင့်ကံပွင့်ခြင်းနဲ့ကောင်းသောအကျိုးချစ်စုရရှိပါမယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ2026ခုနှစ်ဇူလိုင်လ10ရက်ကနေ14ရက်နေ့တော်တွင်မှာထူးခြားသောကံပွင့်တဲ့ကာလဖြစ်တဲ့လုံသမျှအစဉ်ပြေမယ်ငွေကြေးကဏ္ဍလုပ်ငန်းကဏ္ဍဘဝရေးရာကဏ္ဍတွေမှာကောင်းသောတိုးတက်မှုနဲ့အလိုပြည့်စုံခြင်းတွေကိုရနိုင်တယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်ရှိသူတိုးတက်မယ်အလုပ်ရှာအလုပ်ရှောက်အလုပ်ကိစ္စဆောင်ရွက်မှုမှန်သမျှလည်းအစဉ်ပြေသလိုမိသားစုနဲ့ပတ်သက်တဲ့ကိစ္စတွေဆောင်ရွက်မှုမှလည်းအောင်မြင်နိုင်တယ်ကိုယ်အလုပ်ကိစ္စကမကကိုကူညီလိုက်တဲ့အခါမှာလည်းကိုယ့်ရဲ့ကူညီအားတပားသူတွေအကျိုးရှိပြီးအထားမြောက်အောင်မြင်သွားနိုင်မယ်ပြောရေးဆိုရေးတွေမှာအောင်မြင်နေမှာရက်နေ့မှာရရဆင်ပြေတယ်ကောင်းသောကံတွေပေါ်ပေါက်တယ်9ရက်နေ့မှာငွေကုန်များမယ်စိတ်ပင်ပန်းဒုပင်ပန်းဖြစ်မယ်10ရက်နေ့မှာရန်တိုက်ခံတဲ့ရှင်ပြီးမှအောင်မြင်မယ်17ရက်နေ့ကတော့ပေါ်လာတဲ့ခွင့်ရတွေကိုလက်တွေ့သုံးချပြီးဘဝတိုးတက်မယ်12ရက်နေ့မှာခီးကံကောင်းမယ်ဘဝအပြောင်းလဲနဲ့တိုးတက်မယ်13ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံဘဝကံတိုးတက်14ရက်နေ့မှာရန်တိုက်ခံတဲ့ရှင်ပြီးလောက်ရတဲ့တပားသူကြောင့်ကိုယ်ရည်ရွယ်ချက်တွေမနှောင့်နှေးခြင်းတွေကြုံမယ်တပတ်တာအတွင်းခြားသာပတိနေ့ဗုဒ္ဓနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့သောကြာနေ့မွေးသူတွေဒုက္ခပေးတတ်ပါတယ်36ကိုကနန်းနေ့ကျိုးပေးတယ်အပြာရောင်မိခိုးရောင်နှုတ်နှစ်ရောင်တွေဝတ်ပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်ကောင်းသောအဆင်ပြေမှုတွေရရှိပါမယ်အိမ်ဒီဘမှာရှိတဲ့အသက်အရွယ်ကြီးရင်သူတို့ကိုစေဝါအာဟာရဒါနပြုပေးပါကျေးဇူးတင်ပါတယ်ခြားသာပတိနေ့မွေးသူအလုံးမင်္ဂလာပါ2026ဇူလိုင်လ10ရက်နေ့ကနေ14ရက်နေ့အတော်တွင်မှာအရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရမယ်မိမိလိုလားချက်ရည်ရွယ်ချက်တွေဆောင်ရွက်သမျှအထူးတလဲအကျိုးပေးတယ်ဒီကာလအကိုအတွက်တမိုးကြီးမားတဲ့ကာလကိုဆောင်ရွက်သမျှထူးထူးခြားခြားကိုကောင်းမယ်အနောက်ရှေ့အလုံးကိုကျော်လွှားဖြတ်သန်းနိုင်တယ်ရန်အလုံးကိုကျော်လွှားနိုင်တယ်မှန်ကန်တဲ့ဘဝလမ်းကြောင်းနဲ့တိုးတက်မှုကိုရနိုင်တယ်ကံကောင်းခြင်းဘဝတိုးတက်ခြင်းရဲ့နှစ်သာရရှိနေ10ရက်နေ့မှာရာဆင်ပြေမယ်ဘဝတိုးတက်မယ်9ရက်နေ့မှာရပိုင်ခွင့်တွေလည်းဝယ်ပြန်လဲရအောင်လုပ်လို့ရတယ်ရဝင်းနဲ့ဆက်ဆက်ပြီးလုပ်လို့ရတယ်10ရက်နေ့မှာခီးကံလုပ်ငန်းကံဘဝကံကောင်းမယ်17ရက်နေ့မှာရှင်ပြိုင်မှုအောင်မြင်မယ်ပညာတတ်လုပ်ငန်းတတ်တွေအဆင်ပြေမယ်12ရက်နေ့ပြဿနာဟောင်းတွေပြန်လဲဖြေရှင်းနိုင်တယ်13ရက်နေ့မှာငွေကြေးကိစ္စလုပ်ငန်းကိစ္စပြောဆိုမှုအောင်မြင်မယ်14ရက်နေ့မှာတပားသူနဲ့မတူတဲ့ရှုတော်နေလုပ်ပြီးတော့ဘဝတလန်းအောင်မြင်မှုလမ်းကြောင်းတွေကိုအစစ်စစ်ဖန်တီးကြိုးပေးနိုင်တယ်တပတ်တာအတွင်းတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောက်ယှက်ဖြစ်နိုင်တယ်1ခု9ကနန်းနေ့ချိုးပေးတယ်အဝါရောင်လေးမော်ရောင်နှုတ်နှစ်ရောင်တို့ကိုဝစ်ဆင်သောဆွဲပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါအညာဆိုကင်းစေရန်အတွက်အိမ်မှာရှိနေတဲ့ဖဏအဟောင်းတရားကိုစွန့်ပစ်လိုက်ပါအရာရာကောင်းခြင်းကံတွေထင်ရှားလာပါမယ်ကျေးဇူးတင်ပါတယ်တောက်ချာနေ့မွေးသူအားလုံးမင်္ဂလာပါ2026ခုနှစ်ဇူလိုင်လ10ရက်နေ့ကနေ14ရက်နေ့တော်တွင်မှာ
ရန်အားလုံးကိုကြော်ပြီးဘဝတိုးတက်မှုကိုကြော်မယ်ငွေကြေးဝင်တယ်ပြန်ထွက်တယ်မမြဲဘူးအပြောင်းလဲနဲ့တက်လန်းပေါ်မယ်ရှင်ပြိုင်မှုမှန်သမျှအောင်မြင်မယ်ပညာတတ်ကိုခြေတည်ပြီးဘဝတိုးတက်မယ်အတတ်ပညာသင်တန်းနဲ့ပတ်သက်တဲ့ကိစ္စတွေဆောင်ရွက်ဆင်ပြေလို့အောင်မြင်မယ်အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေဆင်ပြေမယ်ဥတီချက်ပြောင်းပြီးလုပ်တဲ့လမ်းကြောင်းတွေပေါ်ပေါက်လာမယ်ရီမန်းချက်တွေကိုလက်တွေ့ကောင်းထည်ပေါ်ပြီးတော့အောင်မြင်မှုလမ်းကြောင်းတွေကိုဖန်တီးနိုင်တဲ့အနေအထားရှိတယ်ရှေ့ရက်နေ့မှာရှင်ပြိုင်မှုအောင်မြင်ခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်9ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့ပြီးတော့မှစိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်10ရက်နေ့မှာအရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုရှိမယ်17ရက်နေ့မှာရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေကြိုးပေးမယ်12ရက်နေ့မှာငွေကြေးကလုပ်ငန်းကထူးထူးခြားခြားကောင်းခြင်းကံတွေကြုံမယ်73ရက်နေ့မှာရန်ပဋိပက္ခတွေနဲ့ကြုံပြီးမှအောင်မြင်မယ်အခက်ခဲကြတိုးတက်မယ်14ရက်နေ့မှာလုပ်ငန်းနှမျိုးတစ်ပြိုင်တည်းတက်လွတ်ကြအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းကြုံမယ်တနင်္လာနေ့သောကြာနေ့စနေနေ့မွေးသူတွေတပတ်တာအတွင်းချိုးပေးတဲ့တနင်္ဂနွေဗုဒ္ဓမွေးသူများကြောင့်စိတ်နှောက်ယှက်ဖြစ်တတ်တဲ့လေးခု9ကနန်းနေ့အချိုးပေးတဲ့အညိုရောင်ပြန်ရောင်မိခုရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါစပယ်ပန်းဖျားကတ်လူပြီးလိုရာဆူတောင်းမှာဆူတောင်းပြပါမယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအလုံးမင်္ဂလာပါ2026ဇူလိုင်လ10ရက်နေ့ကနေ14ရက်နေ့တော်တွင်မှာကောင်းသောကံကြမ္မာတွေရှိတယ်ရီမချက်အောင်မြင်မယ်အလိုပြည့်စုံမယ်မေတ္တာရေကံကောင်းမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းလုပ်ငန်းအကျိုးပေးမယ်အလုပ်တိုးတက်မယ်ဝင်ငွေကောင်းမယ်ကောင်းသောသတင်းစကားတွေကြုံမယ်စိတ်ချမ်းမြေ့ဖွယ်ရာကောင်းသောကာလတစ်ခုကိုဖြတ်သန်းရမယ်10ရက်နေ့မှာအရာရာကောင်းခြင်းစင်ပြေခြင်းတွေရှိပြီးလိုရာပြည့်စုံမယ်9ရက်နေ့မှာပစ္စည်းပြောက်တတ်တာကျူဆိုင်ရန်တက်ခံတဲ့ရှိမယ်ပြီးရင်ပြေလဲသွားမယ်10ရက်နေ့မှာအရာရာကောင်းခြင်းစင်ပြေခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိတယ်17ရက်နေ့မှာရှင်ပြိုင်မှုမှန်သမျှအောင်မြင်မယ်ဘဝတိုးတက်မယ်12ရက်နေ့မှာပညာကံဘဝကံတိုးတက်ခြင်းတွေရှိ73ရက်နေ့မှာရန်အားလုံးကိုကျော်လွှားပြီးဘဝတိုးတက်14ရက်နေ့ကတော့ငွေကြေးကံလုပ်ငန်းကံလိုရာဆန္ဒပြည့်စုံခြင်းတွေရှိတယ်ဒီကာလအတွင်းမှာတနင်္လာသောကြာရင်ကနေမွေးသူတွေကောင်းကျိုးပေးပြီးတော့ကြာသပတေးနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်ပါတယ်369ကနန်းနေချိုးပေးပါတယ်အပြာရောင်ပန်းရောင်နှုတ်နေရောင်တို့ကိုဝစ်ဆင်သုံးဆွဲပြီးလိုရှိရကိစ္စဆောင်ရွက်ပါပန်းရောင်ဖဲကြိုးစားလေးတစ်စားကိုပိုက်ဆိုင်တဲ့ထဲဆောင်ပါရာရာစင်ပြေသောကံနဲ့တိုးတက်ခြင်းတွေရှိလာပါမယ်ကျေးဇူးတင်ပါတယ်